ကိုဘာတွေနက်လိုက်တာလဲနက်တန်ရဲ့ပတ်စစ်ကနေစပြောရမယ်ဆိုလို့ရှိရင်ဘေးစီအတက်နဲ့ပြည့်တဲ့အချိန်မှာ magic item တွေကနေရမယ် magic power bonus ကိုလျှော့ထားတယ်အတားဖတ်တွေကိုလည်းလျှော့ထားတယ် stat တစ်ခုချင်းစီကနေရမယ် movement speed ကိုလည်းလျှော့ထားပါတယ်ဒါတွေမဲလားဆိုတော့ skill 1ရဲ့ magic item တွေရမယ် magic power bonus တွေ skill 2ရဲ့ magic power bonus တွေကိုလည်းလျှော့လိုက်ပါတယ်ဒီအချက်တွေကိုကြည့်ရင်အပြင်နက်တန်ကိုတော်တော်လေးနက်လိုက်တာလို့မြင်မိရဆိုပေမဲ့ run နေမှာတော့ဘန်းတွေတော့ကင်နေကြတော့မှာတကယ်ကြီးတို့ထဲမှာရောနက်တန်ပလီယာတွေရှိလားရှိရဆိုလို့ရှိရင်နက်တန်ကင်လို့ကောင်းနေတော့လားမကောင်းတော့ဘူးလားဆိုတာကိုမမဝင်ပြီးတော့ဆွေးနွေးပေးကြပါအောင်ဗျအသေးမှာတန့်ကောင်းကောင်းပါလာပြီဆိုလို့ရှိရင် experience နဲ့ဆော့ရတာတော်တော်ဆော့လို့ကောင်းတယ်အဲ့လိုပဲ experience လေးမှာ fighter အမားကောင်းလေးထုတ်လာပြီဆိုလို့ရှိရင်တန့်အတွက်လည်းတော်တော်လေးကိုဝင်ပေါ့စေတယ်ဒါဟုတ်မှဂျန်ဂလာတွေမိတ်တွေမတ်စမန်တွေကကိုယ့်လောက်ကိုတေချာလေးလုပ်နေမယ်ဆိုလို့ရှိရင်အဲ့ဘွဲရှုံးသွားရင်တော့မှရှုံးပြော်တယ်ပေါ့ဗျာတချို့ဘွဲတွေကြတော့လေဂျန်ဂလာမတ်စမန်တွေ assassin တွေထုတ်ထားပါလေဆိုမှရိုမာကိုစပုတ်အပြော့ကောင်တွေထုတ်ကြတယ် experience လေးရောမာရင်းလာမမေးနဲ့ဘတ်တယ်တွေမှာအတင်းက၄ရောင်လုံးရှော့သွားပြီဆိုမှအနောက်ကနေလိုက်ပြီးတော့တေတဲ့ fighter မျိုးဒါကကန်နဲ့ဆိုင်နေဆိုရင်ကိုယ့်လက်ကြမှာ10ဝဲမှာ10ဝဲလောက်ကံမကောင်းနေတာဘာသဘောလဲတော့မသိတော့ပါဘူးတကယ်ကြီးတော့အခုတော့ game ဆော့ရတာဘယ်လိုအခြေအနေရှိလဲ obsidian ကိုဘာတွေပြင်ပေးလိုက်တာလဲ obsidian က game ဆော့ပိုင်း battle တွေမှာစွမ်းဆောင်ရင်ကောင်းအောင်မပြနိုင်ဘူးဒါကြောင့်သူ့ရဲ့ ultimate တုံးလိုက်တာနဲ့ attack speed ကို30ရာခိုင်နှုန်းပို့တော့လုပ်ပေးလိုက်ပါတယ်အရင် obsidian ကလေကင်းရောက်ပြီဆိုရင်တော့တော်တော်လေးကျန်းပါတယ်ဒီအချက်အတွက်လည်း level တစ်ခုတိုးတိုင်း physical attack တိုးလာတာကို 7.5 ကနေ5ထိရှော့ချလိုက်ပါတယ်အခုဆိုရင် obsidian က game ဆော့ပိုင်းနဲ့ game နောက်ပိုင်းမျှသွားပြီလို့ထင်ရရှိပါတယ်ဒါပေမဲ့တကယ်တမ်းပိုကျန်းလာတာပါ game ဆော့ပိုင်းမှာ ultimate ရဲ့ attack speed ကောင်းကောင်းနဲ့ stat တွေကိုခက်နေနေလေးစုလာနိုင်တဲ့အတွက် game လေပိုင်းလောက်တည်းကစကျန်းလာတာပါဒါကကျွန်တော်ကန်ကြည့်ပြီးတဲ့အချိန်မှာမြင်တဲ့အမြင်ဖြစ်ပြီးတော့တကယ်ကြီးတို့အနေနဲ့ obsidian ကပိုကျန်းလာလားမကျန်းဘူးလားဆိုတာဆွေးနွေးပေးကြပါဦးဗျ reverse fire နဲ့အလိုက်ဆုံး item များ stand ကြောက်ရတဲ့ hero တကောင်ဆိုတော့ stand ရော slow ကြခြင်းကိုပါရှော့ပေးနိုင်တယ်ဒီဖနက်ကိုပထမ item အနေနဲ့စပ်ပါဒုတိယ item ကိုတော့ attack speed လည်းများတယ် enemy တွေကိုနှီးစေမယ်ဆိုတော့ corruption site ကိုစပ်ပါတတိယ item ကိုတော့ golden stat ကိုစပ်ပါပုံမှန်ဆိုလို့ရှိရင် basic attack တစ်ချက်က stat တစ်ခုပဲရတယ်ဆိုပေမဲ့ golden stat ရဲ့ပတ်စစ်ကြောင့် basic attack ၄ချက်နဲ့တင် full stat ရမှာပါလေးခုမြောက် item ကိုတော့ဒီမူဟန်တာကိုစပ်ပါတွေးများတဲ့ enemy ကို damage ပို့ပေးလို့လည်းရတယ်လို့တာတယ်တို့လော့လို့ပြေးရနေရမှာလေမြန်မြန်ဆက်ဆက်နဲ့ပို့ပြီးတော့ပြေးလို့ရပါတယ်နောက်ခုမြောက် item ကိုတော့ oracle ကိုစပ်ပါ free ရဲ့ skill 1ကရှိရမှာဖြစ်တဲ့အတွက် oracle စပ်ထားမယ်ဆိုလို့ရှိရင်ရှိလဲပို့တတ်စေမယ်တွေးလဲပို့တတ်စေမှာပါနောက်ဆုံး item ကိုတော့ပွဲတာနေရဆိုလို့ရှိရင် rose gold ကိုစပ်ပါပွဲကမတောက်ဘူးဆိုရင်တော့ကွင်းဝင်းကိုစပ်ပါဒါပါပဲ red တက်ချင် alpha ကိုကင်ပါ alpha ဆိုတာ enemy တွေကို slow fight တွေရော stand တွေရောပေးလို့ရတဲ့အပြင် true damage ရောပါရဆိုတဲ့ fighter တစ်ကောင်ပါ jungle အနေနဲ့ဆော့လို့ရတယ်လို့ experience လေးမှာဆော့မယ်ဆိုရင်လည်းမဖိအောင်ဆော့လို့ရပါတယ် true damage နဲ့ချကျင်တာတစ်ဖက် item တွေနဲ့ခက်မှလေးဆော့ကျင်တာအဆင်ပြေပါတယ်တင်းမှာ battle ဆော့ဖို့လို့ရတယ်တန့်ကောင်းကောင်းပါရဆိုလို့ရှိရင်အနောက်ကနေပြီးတော့ double stand ပုံစံမျိုးလိုက်ကစားလို့ရပါတယ်တင်းမှာ battle ဆော့မဲ့တက်နေပါရင်မပါဘူးဆိုရင်တော့ကိုတိုင်း battle ဆော့ဖို့လို့ရတယ် hero တစ်ကောင်ပါဒါကြောင့်ပွဲချင်းတွေပေါ်မူတည်ပြီးတော့အဝင်ထွက်မှန်မှန်နဲ့တေချာလေးစောရမယ်ဆိုလို့ရှိရင် run တက်ဖို့အကောင်းဆုံး hero တွေကတစ်ကောင်ပါတကယ်ကြီးတော့ alpha ကိုကင်မြင့်နေကြတာကျွန်တော်ခဏခဏပြောခဲ့သလိုပဲဒိုင်းကြီးကိုတစ်ဖက်9ကောင်စား10ကောင်ကြီးထားရပါတော့မွန်တုံရဲလို့ပဲပြောချင်ပါတယ်ဘာလို့လဲဆိုတော့ advance hour မှာ Sora ဆိုတဲ့ hero ရောက်နေပြန်ပြီ spare က9ခွက်တောင်ပါပြီးတော့ stand တွေရော slow တွေရောပါပါတယ်ဒါလောက်နဲ့ရကွာလို့အပြောမစောပါနဲ့ဒမ်းမရလည်းရှယ်ထွက်သလို fighter ဆိုတဲ့အတိုင်းပဲတွေးတတ်ရလဲကျန်းပါသေးတယ်ဒါတွေမဲလားဆိုတော့ target ချိန်လို့မရတဲ့ပုံစံကိုခဏပြောင်းလို့ရအောင်ပါကန်ရတာကတော့ဟိုပုတ်ဒီပုတ်နဲ့နည်းနည်းလေးရှုပ်တယ်ဆိုရင်လည်းတေချာလေးသာကန်နေသွားမယ်ဆိုရင်တော့ကျန်းလာအောင်မယ်ဘန်းနဲ့ဆဲကိုရောက်သွားအောင်မယ် hero တစ်ကောင်ပဲဖြစ်ပါတယ်အဲ့တော့မွန်တို့ကိုတစ်ဖက်10ကောင်ဘန်းလေးဘယ်တော့လာမလဲလို့ပဲမေးကြပါတော့လေဒါပါပဲ